အားလုံးပဲမင်္ဂလာပါရှင်နေ့တစ်တိုင်းမှာဂရုဏာတော်အသစ်နဲ့နိုးထခွင့်ပေးတဲ့ဖရာသခင်ရဲ့နာမဖုံးကြည်ပါစေဒီနေ့ကျမ်းမှတ်ရမည့်ကျမ်းချက်လေးကတော့ယာကုပ်ခန်းကြီး1အခန်းငယ်2မှ3အထိပါရှင်ညီအကိုတို့သင်တို့၏ယုံကြည်ခြင်းကိုစစ်ကြောစုံစမ်းခြင်းအရာသည်တီးခံခြင်းကိုပွားစေတတ်သည်ဟုတိမှတ်လျက်အထူးအပြားပြားစုံစမ်းနှောင့်ယှက်ခြင်းနှင့်တွေ့ကြုံသောအခါဝမ်းမြောက်စရာအကြောင်းတသက်ဖြစ်သည်ဟုမှတ်ကြလော့နေထက်တစ်ခါပြန်ရွတ်ဆိုပေးမယ်ညီအကိုတို့သင်တို့၏ယုံကြည်ခြင်းကိုစစ်ကြောစုံစမ်းခြင်းအရာသည်တီးခံခြင်းကိုပွားစေတတ်သည်ဟုတိမှတ်လျက်အထူးအပြားပြားစုံစမ်းနှောင့်ယှက်ခြင်းနှင့်တွေ့ကြုံသောအခါဝမ်းမြောက်စရာအကြောင်းတသက်ဖြစ်သည်ဟုမှတ်ကြလော့ယာကုပ်ခန်းကြီး1အခန်းငယ်2မှ3အထိပါရှင်ညီအကိုတို့သင်တို့၏ယုံကြည်ခြင်းကိုစစ်ကြောစုံစမ်းခြင်းအရာသည်တီးခံခြင်းကိုပွားစေတတ်သည်ဟုတိမှတ်လျက်အထူးအပြားပြားစုံစမ်းနှောင့်ယှက်ခြင်းနှင့်တွေ့ကြုံသောအခါဝမ်းမြောက်စရာအကြောင်းတသက်ဖြစ်သည်ဟုမှတ်ကြလော့နေထက်တစ်ခါပြန်ရွတ်ဆိုပေးမယ်ညီအကိုတို့သင်တို့၏ယုံကြည်ခြင်းကိုစစ်ကြောစုံစမ်းခြင်းအရာသည်တီးခံခြင်းကိုပွားစေတတ်သည်ဟုတိမှတ်လျက်အထူးအပြားပြားစုံစမ်းနှောင့်ယှက်ခြင်းနှင့်တွေ့ကြုံသောအခါဝမ်းမြောက်စရာအကြောင်းတသက်ဖြစ်သည်ဟုမှတ်ကြလော့အားလုံးကိုဖရာသခင်ကောင်းကြီးပေးပါစေ။